ဒီနေ့ဗီဒီယိုမှာတော့ဒီလိုအကောင်လေးဒီလို husky တွေပါတဲ့ဒီလို item တွေပါတဲ့ဒီလိုမော့ကိုစော့ပြထားမှာပဲပြီးရင်ဒီလိုစက်ပစ္စည်းတွေပါပြီးဒီလိုအတုံးစစ်တာရပါတယ်ဒီလိုဥဖောက်တွေပါမော့စော့ပြတော့ပါမယ်အားလုံးဗီဒီယိုမရှိဘဲစလိုက်အောင်အခုဆိုတော့ဒါလေးစောကဘာတဲ့ရောက်ရှိလာပြီပေါ့နော်ဒါကတော့ကျွန်တော်လို့ပြောမလဲလာချင်းပေါ့နေတဲ့အိမ်လေးပေါ့ဒီထဲမှာတော့ဒီလိုစက်ပစ္စည်းတွေပါတယ်ပြီးဒီမှာဥဖောက်တာတွေပါတယ်ဒီမှာဆေးဟိုအတင်နဲ့ BN တွေပြောင်းစစ်တာတွေပါပေါ့နော်ပြီးသူကတော်တော်ကြီးကိုဆုံးပါတယ်ပြီးရင်ဒီဘက်မှာစမှာအသားစားတယ်လို့ဆိုဒါတော့အရွက်စားတာလို့ဆိုပေါ့ဒိုင်းလူစုံတော့ဒိုင်းလူစုံမဟုတ်ဒီကောင်းတော့ဘာကောင်းလေးမှတော့မသိကျွန်တော်2မိနစ်တည်ချေချေဝေးမဖက်တော့ဗျာစားဟောပဲပုံဝဲကြည့်လိုက်တော့ဗျာကြီးဒီမှာတော့အထက်တွေကိုတိုက်ခိုက်နိုင်စွမ်းတွေဟောမှာပါတယ်ဗျာဒါဒီအသားစားအရွက်စားတော့2ကောင်ဝန်းပါပေါ့နော်2ကောင်ပဲပါတော့မဟုတ်ဒီထဲမှာဒီလောက်ပဲပေါ်ပြတာပြီးရင်ဒီမှာဒီဖန်ပိုင်းရေတိုက်ခိုက်ရပါတယ်ဒါတော့တိုက်ခိုက်တဲ့အကောင်တွေပေါ့ဒီမှာအကောင်မျိုးစုံပါပဲတော်တော်မိုက်တယ်ဒီကောင်တွေဖမ်းလို့ရဗျာမွေးလို့ရဒီလိုဥဖောက်လို့ရဒီကောင်တွေဖမ်းရတော့တော်တော်အခက်ဆုံးပါလို့ပြောလို့ရဘာလို့သူကအောက်မှာကြည့်လိုက်တိုက်ခိုက်နေစမ်းတွေတွေးပါရအကုန်ပါဗျာပြီးသူတို့ကရိုးရိုးတိုင်လေးဆိုတော့ဒါလေးထီရွက်ထဲနဲ့စားလို့ကြမ်းတယ်ဗျာဒီကောင်ဆိုရေထဲမှာနေရအကောင်ဗျာတော်တော်ကြမ်းနေဒီကောင်ဆိုလုံးဝဘလို့မချလို့မရဘူးဒီကောင်ဆိုလည်းကြည့်အောင်တော်တော်ဆိုးရဒီကောင်ဆိုပိုဆိုးနေဒါတော့ဒီအဖြူအောင်ကောင်လေးဒါကတော့ရေထမ်းနေထွက်လာကောင်ဒါကတော့ဘာကောင်လဲတော့မသိဒီကောင်လေးဘာကောင်လဲမှလည်းမသိကြည့်တော့ကြည့်သွားကြနော်ဗီဒီယိုမကြော်နဲ့ like subscribe ပြီးသွားကြနော်ဒါကျွန်တော်ပထမဆုံးဗီဒီယိုပါကျန်တဲ့ like subscribe ပြီးသွားလို့ရပါတယ်ဗျာဒါလေးဆိုဒီကောင်လေးဒီလိုကောင်လေးအစားနေပြပြပါကြီး no မဟုတ်တော့โอเคနောက်တော့ကောင်စမ်းကြည့်မယ်ဒီဖန်ပန်းအကောင်လေးစမ်းကြည့်မယ်ဒါကတော့ဘယ်လိုကောင်လေးဒီကောင်လေးကတော့တိမှာပါဒီကောင်လေးကိုဒါလေးစော့ကကြည့်ဖို့လေဒီကောင်လေးကိုတိမှာပါလေပဲရှိနေကောင်လို့ဒီကောင်လေးဘာကောင်လဲမသိဘူးတို့ရောဒီလိုအကောင်လေးဘယ်လိုခေါ်လဲဗျာ comment မှာမငဲ့လို့ရဒီခေါ်နည်းကျွန်တော်မသိလို့ဗျာဒီမှာဒီမော့ down လေးဒီရှင်ကျွန်တော်ပြောပြပါမယ်အားလုံး comment မှာ download နည်းလေးပေးခဲ့ပါလို့ပြောလို့ရပါတယ်ဒါကတော့အခဏအရွက်စားတယ်လို့ဆိုရပဲနော်အမှန်တည်းထူးခြားတာမပါဘူးဒါပဲဒီကောင်လေးပဲပါတာပြီးရင်ဟိုဘက်မှာပြီးနောက်မှာတိုင်းဆိုရတော့မပေါ်ရင်ဗျာဒီဖက်ကိုနေတော့ကြည့်ရမှတင်ကြည့်ရဒါ husky အနောက်မှာလို့အရွက်လေးပါတက်လို့တော့မရအောင် husky စီးပြီးကျွန်တော်သွားကြရအောင်ပေါ့husky စီးတိတ်မခက်ဘူးမှာတိုင်းဆိုပေါ်လို့တိုင်းဆိုရောမသိထိတ်မှဖြူကွက်ကြည့်နေဗျာဘယ်လိုကောင်လဲတော့မသိမိုက်လောက်တယ်ဟိုဘက်လည်းအရှိနာလေးနေသွားကြည့်မယ်မှာတိုင်းဆိုအများကြီးပေါ်လာဘာဖြစ်နေကြလဲမသိဘူးသူတို့ဆိုတမျိုးကြီးပဲအကျုံးတစ်ပင်ကိုတိုက်ပြီးတွားနေကြတမျိုးကြီးပြဒီကောင်လေးဟိုဘက်မှာနေတာဟိုတယ်နှစ်ခုတောင်တွေ့နေဒီနားမှာရွာတော့ပါလို့လေရှိတော့တယ်ဗျာခြာကြည့်ရမှာအောက်မှာနှစ်ကောင်တော့တွေ့အကောင်ဒီမှနေတော့မသိဘူးအောက်ကိုစင်မလားကိုင်းနေကြတို့လေ husky ကစီးလို့ရဗျာဒါဒီ Minecraft ကကျွန်တော်မော်ဂျန်ကထုတ်ထားတဲ့အတုံစောလေးကျွန်တော်ကတော့ fee တောင်းလာတာပေါ့နော်သိချင်တော့မေးွားလို့ရအောင်တော်တော်မိုက်တဲ့အကောင်လေးတွေတော်ဆောင်တယ်ဒီဘက်မှာတော့ဘာအကောင်လေးမှတော့မရှိတော့ဒီဘက်မှာတော့နော်ဒီဘက်မှာတွေ့တယ်ပေါ်လာသူကတွားမှပေါ်တာရက်နေမပေါ်ဘူးနော်ဟိုဘက်နေတယ်နော်ရွက်စားတယ်လူစောလာဘာစားလဲဆိုလို့ဒီဟိုဘက်ကိုနေကြမှာဒါတော့ကြောက်ကြည့်မိုင်းတွေးဆင်းမှာပြီနော်မိုင်းတွေလည်းဘာမှမရှိရတဲ့ဟုတ်ဗျာဒီဘက်မှာတော့ဘာကမှတွေ့ထူးမရှိဘူးဟောက်ဆင်းရမှာဗျာโอเคရောက်ပြီဒီချောက်ကြည့်အောင်ရဟိုလို့တခါတန်းဆင်းလိုက်ကျွန်တော်လာကိုက်နေမှာမကိုက်မှာဟိုဘက်မှာကောင်ပေါ်လာလည်းမသိဘူးဝေးအသားစားတယ်လို့ဆိုတကောင်မလို့အားရှာကြည့်နော်ဆင်းအောင်အကြီးပဲဗျာဒီကောင်ကျွန်တော်ချရမလားမသိဒီကောင်တော့ကြံတော့ဒီကောင်နဲ့ကျွန်တော်တိုက်မယ်ဗျာဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်အကောင်ကျွန်တော်နိုင်အောင်ချရမှာကဲလေဒါဆိုโอเคဒါဆိုဒီကောင်တိုက်လိုက်ရအောင်ကျွန်တော်husky နဲ့တစ်ပင်ပေါ်တီချာလေးဆင်းရမှာအဲဒီကောင်တိုက်ပေါ်လာအောက်ဆင်းတစ်ခါတန်ကိုက်ခံရပြီတစ်ခါတန်ချော်ရမှာဗျာအဲ့တော့အဆင်မပြေပါဘူးဒီနားမှာပဲဆင်းလိုက်တော့ပါမယ်ဒီချာနေရာချမှာတော့ကျွန်တော်အောက်ပြုတ်ချသွားပြီလေဟိုကောင်လာကြုံသွားပြီအမโอเคရပြီ
husky လည်းတိတ်လိုက်တော့အေးတော်တင်းနေအောင်မချလို့ဟုတ်ကအိတ်နေပြီတော်ပဲဗျအိတ်နေမဒါလေးရင်ယူရမှာ husky ချားပါတဲ့မျိုးစိတ်ပေါ့ချားပါတဲ့မျိုးစိတ်ချားပါတဲ့ပစ္စည်းပေါ့အရင်အမရဝတ်ထားမှာဗျာโอเคဒီမှာ skin တော့ကျွန်တော်မရှိသေးဘူးဗျာနောက်ဗီဒီယိုမှာ skin လေးပါလေလုပ်ပြီးပြမှာပါဒီကောင်အချက်လက်ကြည့်အောင်ဟုတ်တယ်ဗျာဒီထင်းတဲ့ very danger လေတော်တော်အန်တယ်များတဲ့အကောင်လေဘာ iPhone တော့ဘာ3 version ဘာလဲလို့မသိဘူး emotional သူ့ AC တန်းနဲ့ပြစ်လိုက်ပြီကျွန်တော်ဒါဆိုအိတ်သွားပြီတင်မတခြားလောက်နောက်တစ်ချက်လိုက်ပြည့်ရမှာโอเคတော့ဘာမှမဖြစ်အိတ်သွားလားငါကအိတ်နေဘာမှမဖြစ်ညတော့ထူးဆန်းတယ်ဘေးနာတကောင်ပြည့်ကြရမှာစမ်းပြီရောအိပ်ပြောပါနော်ဘာမှမဖြစ်တော့သွားချရအောင် let's go သွားချမယ် oh my god သွားတိုင်းမယ်သွားတိုက်ရအောင်ဗျာအကောင်လား let's go အကောင်ပေါ့ဘာလို့မစိုးဘူးတော့ကျကျွန်တော်မရဲ့အိပ်ပြောနေဇက်လေးပို့ကြီးဒါကလေးလေးစိတ်ထွက်ပြီးဟိုသွားပြီးတေးပါရဗျာဘယ်လိုလုံးမလဲဆိုစိတ်ပြက်စရာရင်တပစ္စည်းပြန်သွားယူရမှာဗျာဘဝေးတော့တိတ်မဝေးတော့ခုတော့အနီးနားရောက်သွားပြီပေါ့ကျွန်တော်ကြော်လိုက်တာဗျာခဲလေးမှာအိုးသူများနဲ့ရှာနေတာနောက်တစ်ခါစားနေတာအဲ့ဒီရှင်တွင်ကျွန်တော်အခွင့်ကောင်းယူပစ္စည်းရကုန်တော့ယူလိုက်ရမှာဒီအများကြီးအိုးပစ္စည်းချဟဲ့ဒီနဲ့ညံတော့ပြီးပြန်ဟိုနောက်ကလိုက်လာလားမသိအတန်ကြာရနောက်ကလည်းလိုက်လာနေပြီပြေးရပြီဘောနော်ကောင်းပြေးရမှာဘောနော်နောက်ကလိုက်လာလားမသိကြီးနောက်ကလိုက်လာလားမသိကြီးလားတော်ရင်းနဲ့အချောင်ရသွားလို့ပြီးနားကောင်ကိုတွားကြိုက်လိုက်တာနော်ကြားထဲမှာတော့ကျွန်တော်အင်္ဂလိပ်ရဲ့ပိုင်းချီလို့ကြော်လိုက်ပါတယ်ဟိုမှာပစ္စည်းတွေဒါအစင်တစ်ပြန်လုပ်ပြီးပြန်သွားချပါမယ်ပစ္စည်းအားလုံးအစင်တစ်အနေနဲ့ပြန်ယူရပါမယ်အားလုံးကိုပေါ့နော်โอเคစာယူပေါ့နော်ဒီကောင်တိုက်ခဲ့ပါတော့အစင်တစ်အနေထားနဲ့ပြင်ဆင်ရမယ်ဗျာလုံးလို့ဆိုတော့ခေါင်းတော်ကျန်းနေကြသူများနဲ့ချနေတော့ဘယ်တော့ကျွန်တော်လာရင်သူကအမြဲတမ်းသူများနဲ့ချနေအောင်နော်ဒီများနဲ့ချနေတဲ့အနောက်ကအချောင်ဝင်ချမလားမသိဘူးအဲ့လိုလည်းကောင်းမှာမလို့ဟာလေများဘာအေးဘာဖြစ်နေအောင်ကြီးရိုက်ဘောတက်မယ်ဗျာဘောတက်ပြီးလေးယူရမှာဒီကြမှာဒီချာလေးတွားချမှာပေါ့နော်အိပ်ပါပြီဘလို့ကျွန်တော်အနီးနားလာတဲ့သူအိပ်ပြောပါတော့ဟိုအနားပိုင်းထားပြီးကျွန်တော်ကိုက်လို့လေတိတ်တော့အဆင်မပြေဘူးတိုင်းကလေးဒီချာလေးအစင်လေးအနေထားနဲ့အောင်တွားချမှာဗျာကျင်းသူကနည်းနည်းတော့စိတ်ချိုးဖို့ကောင်းတယ်နော်ကျွန်တော်ဗီဒီယိုကြိုက်နေတဲ့ subscribe လေး like subscribe လေးပြီးတော့လုပ်ရပါကျွန်တော်အခုမှစတင်တဲ့ Minecraft ပလေးရလေးတယောက်ပါအားလုံးပဲ Minecraft ပလေးရများလာပြီးတော့ subscribe လုပ်လို့ရပါတယ်ကျွန်တော်ဗီဒီယိုအတန်းနဲ့တော့အကောင်းဆုံးတင်ပေးနေရပါဒီဆက်ပေးနေရပါအားလုံးကို subscribe လုပ်ပေးကြပါလို့ပြောတောင်းဆိုပါတယ် okay ကိုယ်ဆိုအကောင်ချမ်းမှန်နေတာတော့ရောက်လာပြီနော်ဘယ်လိုပြောရမလဲနည်းနည်းတော့ရှုပ်တာပေါ့နော်ဗီဒီယိုမှာတော့ပါအကောင်လေးဟောမှာအကောင်လေးပေါ်လာသူတို့တခြားကြည့်ရမှာနောက်တစ်ကောင်ကချတဲ့ကောင်အသားစားတဲ့ကောင်နောက်တစ်ကောင်ကရွက်စားလားဘယ်လို defense မှာမနော်အဲ့ဒီကောင်လေးမြင်ဘူးပဲအဲ့ဒီကောင်လေးနောက်မှဒါပြီးဒီအကောင်ကြီးကိုရင်ရှာမယ်ဗျာ okay ဒီအမေစီတနန်တခြားလေးပြရမှာဆိုအမေစီတနန်တော့ရှိပါလေနော်အများကြီးစားတယ်ပြီးတော့ရှင်ကြဟိုဘက်ပင်ကူးမယ်ဗျာဟိုမှာအကောင်လေးပါနေဟိုဘက်ပင်ကူးရမှာဘယ်လိုလဲပြောမလဲဗျာဒီဘက်ဝင်ရရှင်တိတ်တော့အဆင်မပြေပြီမရတော့ရပါโอเคရပြီအကောင်စီတနန်တခြားပြရမှာဗျာနင်းတပ်ပူနီးပါဘောနော်ခဏအားတဲ့တော့ဝေးတော့နီးပါတယ်ဒါပဲအဲ့တိုင်ထဲမှာတော့ဘာမှတော့မရှိဘူးအထွေထွေမရှိပါโอเคရပြီရော့တစ်ချက်2ချက်3ချက်နဲ့4ချက်ပြပါဗျာ5ချက်6ချက်9ချက်ရပြီပြမယ်အိုးဘာသူကြိုက်တာကောင်းနေရော့ဘာမှမလုပ်ဘူးမားကြိုက်တယ်ကောင်းတယ်ကြည့်ချရော့မတည်တယ်တော့တက်ပြင်းနေဗျာရော့အဲ့လောက်ချတော့မတည်ဘူးဗျာကျွန်တော်လျက်စီတာနဲ့နောက်ကပြန်နှိုးလိုက်ပါကောမိစီတယ်နဲ့ပြန်ပြရရော့ရပြီပြန်ပြရော့အမရော့
မရဟောတော်ရင်းနဲ့တီသွားလို့ဗျာโอเคရှင်းပါဘာရင်လုံးမယူထားလိုက်မယ်တော်ရင်းတီသွားပြီဗျာနောက်ဆိုတော့ fight နေပြီဒီကောင်တော့တက်လို့ပြီးပါအဲ့ဒီကောင်တော့တက်လို့ပြီးပါဗျာโอเคအဲ့လေမင်းတို့လည်းအနေကင်းသွားပြီဟိုဘာလို့ပြေးရလဲမသိကျွန်တော်လာလို့ဓာတ်ခိုင်လာလို့မသိပြေးရတော့โอเคဒီမှာချက်ခေါ်စီလာအသားလေးဟိုချက်ပေါင်လိုပါလို့နဲ့နော်ဟိုကောင်ကဘုံလေးရရဘုံလေးထွက်တယ်ဆိုတော့စင်တော့ပြေးတော့ပါတယ်နော်โอเคပါကျွန်တော်အိမ်လမ်းမြင်နေတိတ်တော်မဝဲဘူးတိတ်တော်မဝဲဘူးနော်ချီချင်းရှောက်မှတ်တယ်ကြော်လိုက်တော့မှာဗျာပြီးတညတော့ကုံဆုံးသွားပြီဗျာမနေ့ရောက်ပြီကျွန်တော်ခွဲရမယ်နော်ခွဲလို့ရတဲ့ပစ္စည်းအများပဲဒါလည်းဆိုအမားကြီးပစ္စည်းစုံစီနေရပဲဗျာဒါလည်းဆိုအမားတစ်ခုလုံးလိုက်မှာဗျာဖက်နဲ့လေးလို့ရဖက်နဲ့လေးလုံးလိုက်မှာဗျာဆိုโอเคဒါတော့ကိုပါရဲ့အိုင်ယွန်းရဲ့တုတ်တချောင်းဆိုဒီဒါလေးဆိုဘာလဲမသိဘူးရိုးစုရထင်တယ်နော်ဒီကလာထားလို့ရကောစာအုပ်လောက်တာဒီစာအုပ်အဲ့လိုမျိုးလုပ်လို့ရအဲ့ဒါပြင်ဘာလဲအမ်ပါဒီကောင်ဒီအဲ့ဒီတုံးလည်းကျွန်တော်ဒါလေးဆိုရ TN လေးယူထားပြီးဒါလည်းဒီခဏကျွန်တော်ချခဲ့တဲ့ဒါလေးဆိုမွေးပါပေါ့နော်အဲ့ဒီမွေးပါနောက်ပြီးဆုံးမှာမွေးပါမယ်ဖြစ်ပါမယ်နောက်ပြီးဆုံးမှာကောစီလာမွေးပြီးသွားချမှဗီဒီယိုလေးဖြစ်ပါတယ်နော်အလုံးနောက်ပိုင်းကိုမျှော့နောက်အပိုင်း2မျှော့ဆိုပြီးအောက်မှာအပိုင်း2တင်ပြီးဆိုပြီးအောက်မှာ comment မှာရေးခဲ့ပေးလို့ရပါတယ်နော်ကျွန်တော်ဒီ save လေးတော့မရှိတော့တွားယူလိုက်မယ်ဗျာတွားယူတာအပိုင်းလေးတော့ကျွန်တော်ကြော်ခဲ့ပြီနော်ပြီးတော့ဆိုပြန်ရောက်ပြီ save လေးလည်းရခဲ့ပြီပေါ့နော် save လေးကတော့တွားယူရပါဘောနော်ခြားရပါဘောကြားတယ်ဗျာအဲ့ဒီပိုင်းနဲ့ကြားလို့ဆိုကျွန်တော်ကြော်လိုက်တာတော့ save လေးရလာရင်တော့okay save လေးထည့်ရတယ်အဲ့လေမှာခလက်အထဲမှာထိုင်လေးစိုးဥလီ oh my god တော်တော်မိုက်ရကြည့်အောင်စိုးတော့မစိုးရကြည့်အောင်အချိန်ကြီးကတော်တော်လန်းတယ်ဒါလေးစိုးဥရလိုက်ဒီဥကိုဟိုဘက်ဆက်တယ်ပြန်ထည့်ရမယ်ဆိုရောဒီတော့မိုက်တယ်ဗျာချစ်စရာလေးနော်ချစ်စရာလေးဒါကတော့ဒီရန်လေးလောက်တာပေါ့နော်အဲ့ဒါနောက်ထပ်အပြီးဆုံးဖို့တော့ဒါလဲနင်းတော့ကြားတယ်ဗျာဒီဒါလေးစိုးဥလေးလုပ်နေမိုက်တယ်ဗျာမစိုးလို့ပြောတယ်အကြည့်အပေါ်ကိုယူရတယ်ဟုတ်ပြန်ချတယ်ဆက်နေညက်တယ်ဥကမကွဲဘူးလားမသိဘူးဥလေလှုပ်လာနော်ခဏဥလှုပ်သွားဥကလှုပ်သွားနော်ခဏပြောက်သွားရောဘယ်နာရောက်သွားလဲမသိပြောက်သွားနော်ဘယ်နာရောက်မှလည်းမသိပြောက်သွားနော်ဟာဟုတ်တော့မဟုတ်တယ်ပြောက်သွားပြီဗျာဘာဖြစ်သွားလဲမသိဘူး invertivity ထဲမှာလည်းမရှိပါဘူးရောက်သွားလည်းမသိဘူးဗျာဘယ်နာမှလည်းမသိချာကြည့်အောင်မပြောဘူးโอเคဥပြန်ရလာပြီပေါ့နော်ဘယ်နာရလာလဲဆိုဒီဘက်စစ်ကြီးရဲ့အနောက်ဘက်ကရလာပါအဖက်ကိုရောက်သွားကျွန်တော်မသိဗျာစစ်တွေပါဖြုတ်ပြီးအကုန်ချလိုက်တာမှတွေ့ရဗျာအဲ့လေဒီဥတော့တော်တော်မှတ်တယ်ဗျာနောက်ထပ်ဥတလုံးလေးကျွန်တော်လုံမိသွားပါတော့လက်ကမြင်းမိပါနောက်ထပ်ဥတလုံးလေးလေဒီဥဟုတ်တယ်မှတ်တယ်နောက်ထပ်ဥတလုံးကျွန်တော်လက်ကမြင်းမိတာဒါအရွက်စားတယ်နှစ်ကောက်စလုံးမှုေးမယ်ဗျာနောက်ပြီးဆုံးမှာတော့နှစ်ကောက်စလုံးတေချာပြုစုပြီးရင်သွားတိုက်ခဲမှာပေါ့နော်စီးလို့ရတဲ့ကောင်ဆိုစီးမှာပေါ့နော်ဒီဘက်တော့စီးလို့မရခဏတော့အကောင်ကတော့စီးလို့ရတော့မှာမဟုတ်လို့စိုးတော့မစိုးတော့ဒါလေဒါကြောင့်ခဏညံတယ်လို့ပဲကြည့်ရကျွန်တော်ညံဒီဥရဟဲ့လေပြီးသွားပြီဟဲ့လားအဲ့ဒါကျွန်တော်လည်းတခါတန်ရောက်လာပေါ့ခဏဥလို့မဟုတ်ဘူးဟောဒီပစ္စည်းချခဲ့အောင်ရောရလေချူကလေးရတော့မစိုးဘူးဗျာလွဲလေးထားပြီးဥလေးကိုလွဲထဲမှာထားသိမ်းထားလိုက်မှာโอเคကျော်ဖို့အေးလေးရော့တော့ဦးကောစီတော့ဦးနဲ့ဦးလာရခဲ့ဗျာတော့အန်တန်ခွက်နေရာဒီမှာပါဗျာလေဆော်ရလီကိုတီးအောင်လို့ကျွန်တော်ပြောပြတာပေါ့နော်သူတို့ပြောပြစရာတော့မလိုတော့ပါဘူးဒီမှာလေပစ္စည်းစာတွေအင်္ဂလိပ်စာဖတ်တဲ့လူကဖတ်ဖို့ကျွန်တော်လည်းသူဖတ်မပြတော့ဘူးဗျာမဖက်တတ်တာလည်းပါပါဘောနော်စားတာပါဖက်တတ်ပါတယ်မဖက်ပြတော့ပါဒီပါခဏပလင်းဆိုတာအမှအကရပါတခြားလေးကြည့်ပါဒီကောင်လည်း craft လို့ရပါတယ်ဒီရရောပါပဲဒီမှာ
အိုးဒါဆိုအစုံပဲနော်မိုက်တယ်နော်တနက်တွေကမျိုးစုံပဲကျွန်တော်အဲ့ဒီတနက်တွေတော့မတုံးပြဘူးဗျာဒီပြန်မှာလူဟာတဲ့ပို့မတုံးချင်လို့အဲ့ဒါမတုံးပြလိုက်တော့ပါတော့ husky crafter တွေမှာတန်ဘယ်လိုပြတန်တကားရပေါ့နော်တန်လောင်းပြီးတော့ပါလို့ရအဲ့နဲ့ငါးများချိတ်တွေတော့ပါရင်းဒီမှာလဲဒီမှာစားအစားနေပြန်ပြပါဘောနော်โอเคနေတော့ညတော့ရောက်တော့ကျွန်တော်ညတော့ရောက်ပါပြီဗျာအဲ့တော့အိတ်လိုက်တော့ဗျာအိတ်လို့မရတယ်ကြည်ရတင်းနေမဝင်နေလုံးပြီအားလုံးပဲဒီနေ့ဗီဒီယိုလို့တက်တာပါပဲကြည့်နေတဲ့ like and subscribe လုပ်ပြီးတော့လည်းရပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ